ကျွန်တော်တို့အနေနဲ့ကတရားပြည်နယ်မှာ KNPP အကြမ်းဖက်တောင်းကျမ်းသူတွေ PDF အဖွဲ့တွေပေါင်းပြီးတော့လိုင်ကော်မြို့ထဲမှာတိုက်ပွဲတွေဖြစ်အောင်ဆောင်ရွက်ခဲ့တာရှိတယ်။တပ်မတော်အနေနဲ့လုံခြုံရေးရဆောင်ရွက်ပြီးတဲ့အခါမှာဒီ PDF အကြမ်းဖက်အဖွဲ့တွေနဲ့ KNPP အဖွဲ့တို့ဟာဒီလိုင်ကော်မြို့ကိုနှောက်ယှက်ပစ်ခတ်တာတို့ပြီးရင်တော့ကျွန်တော်တို့လိုင်ကော်လေရင်ကွင်းနှောက်ယှက်ပစ်ခတ်တာတို့သူတို့ကတင်းလစ်တို့ဆက်မပြတ်ဆောင်ရွက်လေးတော့ဒီနေ့မှာတော့ကျွန်တော်တို့ရန်ကုန်နေပြီးတော့လိုင်ကော်နေပြီးတော့ကြီးစဉ်ဖြစ်ပြေးဆွဲနေတယ်အမမျိုးသားလေကြောင်းလိုင်းက8:45လောက်မှာလိုင်ကော်လေဆိပ်ကိုကြီးတဲ့60ကျော်လောက်ပါပါတယ်ကျွန်တော်တို့အနေနဲ့ကလိုင်ကော်နဲ့ကြီးစဉ်များကြီးသွားလာလေဆိပ်အဒီတစ်ဝိုက်မှာလုံခြုံရေးတွေယူဆိုကြဆောင်ရွက်ပေးနေတာပဲဖြစ်တယ်ကျုပ်တို့လူမျိုးပေါင်းစုံအတူတကွနေထိုင်တဲ့ပြည်ကြီးမှာကျွန်တော်နိုင်ငံရေးလှုပ်တဲ့အခါမှာတယောက်ပေါ်တယောက်ကျွန်တော်ရိုးရိုးသားသားမမကလုပ်လို့လို့လေဘာဖြစ်လဲဆိုရင်လူကတမျိုးနဲ့နေတာမဟုတ်ဘူးလူမျိုးပေါင်းစုံနဲ့နေတယ်လူမျိုးဆိုတာလည်းကြီးစီဖြစ်စီငယ်ဒီဖြစ်စီကျွန်တော်ကလူမျိုးတမျိုးအဖြစ်ခံယူကြတဲ့အတွက်ကြောင့်ဒီနိုင်ငံရေးလှုပ်တဲ့နေရာမှာတူတကွနေခင်တွဲနေထိုင်ဖို့အတွက်လှုပ်လာပဲဖြစ်လေအဲ့ဒါကြောင့်ဒီနိုင်ငံရေးလှုပ်ရှားတဲ့နေရာမှာများသောအားဖြင့်ဗမာနိုင်ငံရေးဥဆောင်မှုရသူပါဝင်လှုပ်ရှားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တိုင်းသားဒီကလည်းပဲဒီဗမာတွေရဲ့ဥဆောင်မှုကိုကျွန်တော်ခံယူပြီးသားပါဥပမာကျွန်တော်ဗမာပြည်လွတ်လပ်ရဖို့ဆိုတာကဘုရားအောင်ဆန်းဥဆောင်တဲ့နေရာမှာတိုင်းသားတွေလည်းပါဝင်ပူးပေါင်းလက်မှတ်ထိုးတဲ့အတွက်ကြောင့်ပင်လုံစာချုပ်ဆိုတာဖြစ်လာပြီးဗမာပြည်လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဘာသာပလာခေမှာပေါ့နော်နောက်တစ်ခါဒီကျွန်တော်ဘာသာပလာခေမှာဒီကျွန်တော်ဗမာပြည်တော်စုကြီးကဖက်ဒရယ်ပြည်တော်စုတို့အခြေခံရေးထားပေမဲ့လို့ကျွန်တော်လက်တွေ့ဥဆောင်တဲ့လူဥနုပေါ့နော်ကျွန်တော်ဗမာမျိုးသားတက်ကဥနုပဲဒါပေမဲ့သူကဒီဘုချောင်းဆန်လှုပ်လာခဲ့တဲ့တိုင်းသားခေါင်းဆောင်တွေနဲ့ဂတိပြုလိုက်ခဲ့တဲ့ပင်လုံစာချုပ်အရသူကဒီပြည်တော်စုကြီးကိုအဲ့လိုဖယ်ပြည်တော်စုစနစ်နဲ့ပေါ်ထုတ်တာမဟုတ်ပဲနဲ့သူကဒီပြည်တော်စုစနစ်ကကျင့်သုံးတယ်အဲ့ဒါကြောင့်တိုင်းသားတွေကဒီတကယ်ဖယ်ပြည်တော်စုတိဆောက်ဖို့တောင်းဆိုတဲ့ချက်မှာသူကတော့မင်းတို့လူချင်းတိုက်ပေါ့ဗျာတိုက်လို့ရတော့လုပ်ဖို့ဆိုတဲ့သဘောမျိုးနဲ့ဒါမျိုးသားမဖြတ်မှတ်တဲ့စိတ်ဆန္ဒအရလောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်ပြည်တွင်းစစ်ဆိုတာကခဏကြီးပေါ်လေဖြစ်ပေါ်ရခြင်းဖြစ်တယ်အဲ့ဒါဘာသာပလာခိတခါဦးနေဝင်းခင်မှာလည်းပဲတိုင်းသားတွေကဒီဖယ်ပြည်တော်စုလမ်းစဉ်တို့ဖယ်ပြည်တော်စုစနစ်ကိုပြန်လာသုံးသပ်တဲ့အခါမှာကျတော့ဒီကျွန်တော်အနာရတဲ့ကျွန်တော်ဗမာအုပ်စုတွေကဗာပြောလို့ဆိုဒီတိုင်းသားတွေပြည်တော်စုပြခွဲလူတွေပဲခွဲထွေးမဲ့လူတွေပဲဆိုတော့အကြောင်းပြတော့အဲ့ဒါနဲ့ပဲဟိုချုပ်နေဝင်းကအနာသိမ့်တော့လို့ပေါ့နော်အဲ့ဒီကစားကျွန်တော်ပြည်တော်စုပဲပုံစံလည်းပြောင်းသွားတယ်စနစ်လည်းပြောင်းသွားတယ်ဒါမြန်မာဆိုစနစ်ဆိုတော့ချီတက်သွားတယ်ဒါလည်းတိုင်းသားတွေတော့လည်းမပြောသေးပါဘူးအဲ့ဒီချိန်မှာနောက်သူတို့ပြန်ခေါ်ရတယ်ဒါဆွေးနွေးဖို့ခေါ်တယ်ဒါပေမဲ့ခေါ်တဲ့ချိန်သားလည်းသူတို့ရဲ့လူချင်းတဲ့ပုံစံလူချင်းတဲ့လမ်းကြောင်းပဲသွားခိုင်းတဲ့ကကြောင့်တိုင်းသားတွေကလက်မခံနိုင်ဘူးအဲ့ဒါကြောင့်ဒီမဆလာခင်မှာလည်းဒီငင်းထိုင်ရေးဆွေးနွေးဖို့ပေါ်ဆောင်ဖို့ဆိုတာလည်းမဖြစ်လာခဲ့ဘူးအဲ့ဒါတခေတ်ပေါ့နဲ့နောက်တစ်ခါဒီနဝတခေတ်ပေါ့နော်ဘုထုတ်ခင်ညို့တို့တက်လာတဲ့တိုင်မှာကဲမင်းတို့တိုင်းသားလူမျိုးစုတွေပြန်လာကြပါကျွန်တော်ဘာတံပတော်နဲ့တမ်းပြည်ပြန်လဲထူထောင်ဖို့သူပြရလို့လုပ်ကြပါဆိုတော့ဖိတ်ခေါ်တယ်ဖိတ်ခေါ်လို့ပဲညောင်းနေပင်းညီလာခံမှာပေါ့လေအဲ့လိုဖိတ်ခေါ်တဲ့ခါကျတော့ကျွန်တော်တိုင်းသားမှာလည်းတစုကွဲလာပဲလေနောက်ပြန်တက်ကြပါတယ်အဲ့ဒီညောင်းနေပင်းညီလာခံမှာတော့ကြပဲမလို့အဲ့ဒီတိုင်းသားတွေထွေးနေတယ်တင်ပြချက်တဲ့အလုံးကကျွန်တော်ဗမာတွေကဘာလဲလုပ်လဲဆိုတော့မတမတင်တယ်ဒါပေမဲ့နောက်ဆုံးကြတော့အဲ့ဒီညောင်းနေပင်းညီလာခံမှာဘာပဲဖြစ်သွားလဲဆိုရင်ကျွန်တော်ဗမာတမတော်ရဲ့အာဏာအများကြီးတီရှိနိုင်ဖို့အတွက်ထောင်ရှိဥပဒေကိုကျွန်တော်အနာရတဲ့ဗမာအုပ်စုတွေရဲ့နိုင်ငံရေးဥဆောင်မှုကိုကျွန်တော်လက်ခံကြလို့ပဲတချို့ကတော့အဲ့ဒီညီလာခံကိုတက်ကြလို့ပေါ့လေဒါမဲ့လို့ဒီတကယ်သဘောထားယူသားဖြောင်းမှမှုမရှိလို့ပဲဒီနေထောင်ရှိဥပဒေနဲ့ခီးသွားတဲ့ခါကျတော့ဒါတကဖြစ်လာခဲ့ဘူးအခုကလည်းဒီမအားလာပေါ့မင်း online လက်ထက်မှာတိုင်းသားတွေကိုခေါ်တယ်ခေါ်လို့တိုင်းသားတွေကိုဥဆောင်ခဲ့လို့ဥမာဒီတိတ်နေတဲ့ထဲမှာပေါ့နော်ဥဆောင်ခဲ့လို့ပဲတိုင်းသားတွေလက်ခံတယ်တချို့ကလက်ခံတယ်ပေါ့လေလက်ခံတော့ဒီငင်းထိုင်းရေးဖော်ဆောင်ရေးမှုပေါင်းအတွင်းသူပြန်သွားတော့အမဆက်ဖွဲ့ဖြစ်သွားတော့ပေါ့အဲ့ဒီဖြစ်တဲ့ဆက်ဖွဲ့တဲ့မှာလည်းတကယ်တမ်းကြည့်မယ်ဆိုရင်တို့နိုင်ငံရေးဥဆောင်လာတဲ့ကျွန်တော်ဗမာအုပ်စုတွေကသဘောထားမျိုးပြောင်းမှုအဲ့တော့ဒီကိစ္စကိုကျုပ်အနေနဲ့က
ချင်းညွလက်ထက်မှာလည်းပြောခဲ့ဘူးတယ်ကျွန်တော်တို့လူနိုင်ငံဥဆောင်မှုဟာပြောတာတခြားလုပ်လာတမျိုးဖြစ်နေဒါကြောင့်ကျွန်တော်ရိုးရိုးသားသားလုပ်ဖို့လိုလဲဆိုပြောတဲ့ခါကျတော့ဘူချုပ်ကင်းညကတုတ်ကိုဗာပြောလဲဆိုရင်ကြောက်အဖွဲ့အစည်းကိုတိုင်တော့ခင်ဗျားတို့ပါတီထဲမှာခင်ဗျားတို့အတွင်းမှုကဘယောကဝင်တဲ့လူရှိတယ်ကွာဆိုတော့အဲ့လိုကျွန်တော်ကိုဘယောကဝင်တဲ့လူဖြစ်လို့တတ်မှတ်ခဲ့တယ်တခါဒီ2013မှာတုတ်ကအဲ့ဒါဥအောင်မင်းပေါ့လေဝင်ကြီးဥအောင်မင်းနဲ့ဒီငင်းချမ်းဆွေးနွေးပွဲမှာတွေ့ဆုံခဲ့တယ်အဲ့ဒီဆွေးနွေးပွဲမှာတွေ့ဆုံတဲ့ချိန်မှာသူရဲ့ဒီဆွေးနွေးပွဲရဲ့သဘောထားကဘာလဲဆိုတာကိုကျွန်တော်တင်ပြတယ်ဒါလည်းကျွန်တော်တင်ပြလာအရန်တင်ပြမှာမဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်အရာသူတို့လုံးမဲ့သူတို့ငင်းချမ်းရေးဆိုတာဟာကိုကျွန်တော်သူတို့ရေးထားတဲ့စာအရကျွန်တော်ဖတ်ပြလိုက်တယ်ဥမာသူတို့ရဲ့အစီအစဉ်ကဒီငင်းချမ်းပေါ်ဆောင်ရေးမူပေါင်းအစီအစဉ်ကဘာလဲသမဏဦးသိန်းစင်လက်ထက်မှာရှိတယ်ဒါပေမဲ့အဲ့ဒီသူရဲ့ငင်းချမ်းရေးပေါ်ဆောင်ရေးမူပေါင်းနဲ့ပတ်သက်တဲ့ဇာယောဆရာအမိစာကမူချမ်းကကျွန်တော်ရှိမှရောက်တယ်အဲ့ဒီရောက်တဲ့စာပေါ်မှာကျွန်တော်ကင်ပြီးတော့ဝင်ကြီးဦးအောင်မင်းရှေ့မှာကျွန်တော်ထားပြောတယ်အဲ့ဒါမှလည်းလက်ဆွေမောင်လည်းပါပါတယ်နောက်တခြားခေါင်းဆောင်လည်းပါတယ်ကျွန်တော်အဖွဲ့အစည်းခေါင်းဆောင်လည်းပါတယ်အဲ့လိုပြောတဲ့ခါကျတော့ကျွန်တော်ပြောတော့ဗောလေခင်ဗျားတို့ညင်တိုင်းတကယ်ပေါ်ဆောင်မယ်ဆိုရင်ရိုးရိုးသားသားလုပ်ပါတကယ်မမှန်ကန်ကန်လုပ်ပါဒီလိုပုံစံနဲ့ဆိုရင်ဒါကျွန်တော်တိုင်းသားတွေဖြုတ်ခွဲတာနဲ့တူတူပဲပြောပြန်လို့သဘောသားမှမှန်ဘူးကျွန်တော်ပြောတဲ့ခါကျတော့သူကောင်းငိုက်ဆိုင်သွားတယ်အဲ့ဒီကောင်းငိုက်ဆိုင်တဲ့ဆမ်မသူဘာမှမပြောနိုင်တဲ့ခါကျတော့လက်ဆွေမောင်ကသူ့ပြင်းမှာမှတ်တယ်ဗျဟာဒါဒီစာကကျွန်တော်စိုက်မှာရေးတဲ့စာမဟုတ်ဘူးတဲ့ဒါခင်ဗျားတို့စိုက်ကရေးတဲ့စာပဲဆိုဘယ်ဟုတ်မလဲနောက်ဆုံးကျပတ်လာလို့မှသိမ့်စင်ကတူရေးဝင်ထုတ်ပြန်ကြရထုတ်တဲ့ဒီစာအတိုင်းပဲလေဆိုတော့ဒီဘာမှပြင်းချင်းရဖို့ဆိုတာကကျွန်တော်ဒီလက်နဲ့ကန်တိုင်းရလီကျွန်တော်ခေါ်ပြီးဆွေးနွေးရမယ်ခေါ်ပြီးညှိနှိုင်းရမယ်လို့ပြောတယ်အဲ့ဒါကကြတော့ဒီညီထိုင်ရေးပေါ်ဆိုင်မှုပေါင်းသူ့မှုပေါင်းကရှိတယ်အဲ့ဒီရှိချက်ရဲ့နောက်ဆုံးတစ်ချက်ကရှိချက်ပါပေါ့လေနောက်ဆုံးချက်ကဒီတိုင်းသားလက်နဲ့ကန်တွေသူ့ရဲ့အမျိုးသားနိုင်ငံရေး policy ကိုစွန့်လို့ပြီးတော့တရားဥပဒေပေါ်ထပ်ပြန်လာဖို့နောက်တော့သူရတဲ့နက်ကလန်းစီကိုစုရတဲ့ဥဒေတော့ပြန်လာပြီးတော့ထောက်ရငိမ့်ထိုင်ယူဖြစ်တယ်လို့ပြောခဲ့တယ်တကယ်မှဆိုရင်တို့ငိမ့်ထိုင်ထိုးခဲ့တဲ့လူတို့မလဲ NCA ထိုးခဲ့တဲ့လူကပြည်သူရှိမှကျွန်တော်ပြောပြတော့ငါတို့လဲ NCA ထိုးတယ်ဆိုတာငါတို့ကနိုင်ငံရေးဆွေးနွေးချင်လို့ကွာရှိမလို့ချင်လို့ငိမ့်ထားတာရတဲ့နီးနဲ့ဖြစ်ရှင်တို့ဒါပြောကြတယ်ခုလည်းပြောကြတာမကြခင်တော့ကဒီကျွန်တော်မင်း online တွေ့ဆုံကတိုင်းတာထုတ်ပြောပါတယ်ဟုတ်လားကျွန်တော်ကကိုယ်တန်းပြင်မှာကိုစီရတဲ့တိုက်ချင်တာမဟုတ်ဘူးကျွန်တော်နိုင်ငံရေးကြအေးချမ်းတာရတာညီနိုင်ချင်လို့ဆွေးနွေးချင်လို့ကျွန်တော်လက်မထိုးလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ NCA ထိုးချင်းဟာကျွန်တော်နိုင်ငံရေးရဲ့ရှေ့ရေးမှာကျွန်တော်ဘာမှဆွေးနွေးပိုင်ခွင့်မရှိဘူးလေဘာလဲကျွန်တော်စစ်တပ်တို့လည်းကျွန်တော်ဒီဗမာစစ်ကောင်းဆောင်တွေရဲ့ရေးဆွဲတဲ့ဥပဒေအောက်မှာမိုးလည်းစီမင်းကြီးကအတိုင်းဒီဥပဒေအရဒါကျွန်တော်ဒီ NCA ဆိုတာထိုးလိုက်တယ်အဲ့ဒီ NCA ကိုထိုးလိုက်ခြင်းအဖြစ်ကကျွန်တော်ကကိုယ့်ရဲ့မျိုးသားနိုင်ငံလမ်းစဉ်ကိုဆုတ်လို့တော့တရားဥပဒေဖက်ပေါင်တဲ့တရားဥပဒေဆိုတာကဒီကျွန်တော်မလာတော့ရေးဆွဲတဲ့မင်းအောင်လည်းရေးဆွဲတဲ့သူရဲ့ဥပဒေပေါ်2008အခြေခံဥပဒေလည်းပြန်ရောက်သွားလာတယ်အဲ့ဒါနဲ့ကျွန်တော်ကပြန်ရောက်ပြီးတော့ကျွန်တော်ငြိမ်းချမ်းယူဖို့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ချက်ပဲကိုယ့်ရဲ့အမျိုးသားနိုင်ငံရေးကိုရလူချီတဲ့ပုံစံမျိုးကဘလို့မှကျွန်တော်ဆွေးနွေးချာမရှိဘူးဆွေးနွေးပိုင်ခွင့်လည်းမရှိဘူးဘာလဲကျွန်တော်ကတရားဥပဒေပုံနဲ့ပြန်လာတဲ့လူဖြစ်တဲ့အတွက်ကြောင့်ပဲအဲ့ဒါကကျွန်တော်တိုင်းသားခေါင်းဆောင်တဲ့ကန်တိုင်းသားခေါင်းဆောင်တာတိကျမစင်စားဘူးမို့လဲတိရတဲ့နဲ့ကိုရကျိုးစီပါကိုပဲကိုကြည့်ချင်လို့ပဲကိုထိုးတာတော့မသိဘူးလေဒါပေမဲ့တစ်ဖက်လာတော့ဒီကျွန်တော်နိုင်ငံရေးဥဆောင်တဲ့ပုံကိုတို့မှစစ်တပ်ကသဘောထားမယူဘူးသဘောထားမယူကလေးကကျင့်တယ်လှုပ်သွားတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တိုင်းသားတွေကလည်းပဲတကယ်ပြီးနိုင်ငံရေးလမ်းစဉ်ကိုထောက်ကန်ပြီးဆက်တောင်းဆိုရမှစားအဲ့ဒါမထောက်ကန်တယ်မလဲကိုရဟောလေစီပွားရေးလေးပါလေလုပ်ပိုင်ခွင့်ရှိမလားဆိုရင်အဲ့ဒါကိုကြည့်ပြီးတော့ဒါသဘောတူချက်ဖြစ်နေတူရတယ်အဲ့ဒါဒီနာဖခင်မှာပေါ့နော်အဲ့ဒါကြောင့်ဒါလည်းသဘောထားမယိုးမပြောင်းဘူးနောက်တော့ဒီငိမ့်ထိုင်တိဆောက်မဲ့ဆိုတဲ့နေရာမှာကဒီစစ်တပ်ကပေါ့နော်ဒီဗမာစစ်တပ်နံပါတ်6အုပ်စုအကြီးအကဲတွေကတကယ်လို့ငိမ့်ထိုင်ရေးပေါ်ဆောင်ဖို့လိုမယ်ဆိုရင်ဟုတ်လားစစ်တပ်ကနေဖိုက်ပြီးတော့ယူနီဖောင်းနဲ့နောက်တိုင်းသားတဲ့ကန်ဖွဲ့သူ့ရဲ့ကိုယ်ပိုင်လူမျိုးစုရဲ့ဝတ်စုံနဲ့သူ့ရှိမှသွားဆံမလို့လေအဲ့လိုသွားတဲ့ဆိုတာကတည်းကကိုကဒီစစ်တပ်အောက်မှာသွားပြီးညံ့ခံတာပါပဲတကယ်တမ်းဆိုရင်အမှန်ဆိုအဲ့လိုမလုပ်သင့်ဘူးအမှန်ဆိုရိုးသားနဲ့ကျွန်တော်တို့ကပါဝင်ထိုက်တယ်သူတို့အတုံးလုံးရအဲ့ဒီလူတွေပါမှာအခုကကျွန်တော်တိုင်းသားတွေမှညီအောင်လုပ်မယ်ဆိုပြီးတော့တိုင်းသားဒီကိုဖိုက်ခေါ်တယ်သူတို့ကခေါ်ရအေးဖွဲ့နေပဲဆိုတော့အဲ့ဒီဖွဲ့နဲ့ကျွန်တော်တို့ကဒီနင်းအွန်လိုင်းနဲ့
ပြည်လေချိုးပါတော့ကျွန်တော်ဒီတိုင်းသားလက်နက်ကန်ဖွဲ့မြောက်တဲ့ပြည်လေချိုးပါတော့ဒါမှတကယ်မြောက်နိုင်ကိုအခုလက်ရှိတိုက်ခံလုပ်နေတဲ့ဒီမှာဟိုပြည်သူတရားလုံးကရွေးကောက်တင်မြောက်လိုက်တဲ့ NLD ရဲ့နောက်တော့ဒီကျွန်တော် PDF ကျွန်တော်ပမာပြီးတပြည်လုံးမှာရှိတဲ့ PDF ခေါင်းဆောင်တွေကျွန်တော်မဆွေးနွေးဘူးဆိုရင်တလဲလဲတဲ့အဲ့ဒီ PDF တို့နောက်တော့ဒီ NLD ရုပ်ထူထောင်တဲ့လက်နက်ကန်ဖွဲ့တွေကကျွန်တော်တို့အပါဝင်ပေါ့ဒီနာအဖောက်ကိုလိုက်ပါမှာလေဒါတော့တိုင်းပြည်ဘလို့မှမငြိမ်းချနိုင်ဘူးအဲ့တော့တိုင်းပြည်ငြိမ်းချတဲ့ကလူချင်းတယ်ဆိုတော့ဒီမင်းအောင်လိုက်အနေနဲ့ဟုတ်လားဒီလက်နက်ကန်တဲ့လူအားလုံးပြည်လေးဖြစ်အောင်သူချွေးဖို့လိုတယ်အခုကငင်းဆိုင်ဖော်ဆောင်တယ်လို့တယ်ဒီ NCA ဆက်ဖွဲ့ကိုထိုးထားတဲ့လူနဲ့ပဲဆွေးနွေးဆိုတာအတိတ်ပဲမရှိဘူးဒါပဲဆို NCA ထိုးတဲ့လူအဖွဲ့တွေကတရားဥပဒေပေါ်နဲ့ပြန်တဲ့လူဖြစ်တယ်အဲ့ဒါသူဘာမှပြောပြန်ခွင့်ရှုပိုင်ခွင့်မရှိဘူးလေဒါတမ်းတော့ဒီမင်းအောင်လည်းအောက်မှာဝင်သွားတဲ့အဖွဲ့တွေပဲဖြစ်တယ်နောက်တစ်ခါဒီနိုင်ငံပါတီတွေပေါ်လေအမျိုးသားနိုင်ငံပါတီအဲ့ဒါမျိုးသားနိုင်ငံပါတီလေသူကသူရဲ့တမ်းပြည်အတွက်သူရဲ့လူမျိုးအတွက်တိုက်ပွဲဝင်တဲ့လူမှမဟုတ်တော့ပဲသူတို့ကဒီဖွဲ့စည်းအုပ်ချုပ်2008ဥပဒေအရဖွဲ့စည်းအုပ်ချုပ်ကိုတန်းသူတို့ပါတီဖွဲ့တဲ့ခါကျတော့သူတို့လည်းချွင်းလည်းဘာမှတိတ်မရှိဘူးချွင်းရမကတကယ်ကိုမိမိလူမျိုးအတွက်ခွင့်ရရဖို့အတွက်ကိုရဲ့နေရာတိုင်းဒီကတမ်းပြည်နယ်ရဖို့အတွက်တိုက်ပွဲဝင်တဲ့ဟုတ်လားAOD နဲ့ချွင်းနေမှလည်းအလုပ်ဖြစ်တယ်အဲ့ဒါကြောင့်အခုဒီမင်းအွန်လိုင်းတော့လောက်တဲ့ငញ្ញဲဆိုတာကဒါမလိမ့်တပတ်သူရဲ့အချင်းနေနည်းနည်းပေါ်ပါတော့ကျဘရတာသူကဆွဲဆောင်တဲ့ကပောက်သူပြတ်ချင်တဲ့သဘောမှာပဲအဲ့ဒါဘိုင်းပါလေနောက်အခုတခါဒီမင်းအောင်လာတို့လည်းပဋိပက္ခဖြစ်လာတဲ့ဟိုမှာ PDF ဖွဲ့တွေနောက်ပြီးတော့ဒီတိုင်းသားပေါ့လက်နက်ကန်တိုင်းသားအဖွဲ့တွေ NLD ထောင်တဲ့ဒီမှာလည်း NUG ထောင်တဲ့ PDF အဖွဲ့နဲ့တိုက်ပွဲဖြစ်တဲ့အခါကျတော့ဥမာကျွန်တော်တို့ PDF တို့လည်းကျွန်တော်တိုင်းသားလက်နက်ကန်အဖွဲ့တွေတခုခုလွတ်လိုက်မယ်ဆိုတော့ခါတဲ့တို့ကဘာအကြောင်းတပ်ပြလို့ဆိုရင်တခါတာပြည်လူထုတွေကိုအခြေခံတဲ့လူမှုရေးရပါတော့အဲကိုဘာကိုထုတ်ပြတယ်ဥပမာဟိုမိနစ်တနေ့ကလွယ်ကောမှာအလီပြန်တည်းအပြစ်ခံရလို့ပြောတယ်အဲဒါကြောင့်မဟုတ်မဟာသူကနဲ့သူပဲစော်မင်းလုံးကဒါ KNPP ပဲဖြစ်ရမယ် PDF ပဲဖြစ်ရမယ်ဒီရင်စင်တက်မှုစင်နေတိုင်းမှာတောက်ဆောင်တွေမှာဒါ KNPP ရဲ့အကြမ်းပွဲအဖွဲ့တွေပေါ့နော်အဲဒီအဖွဲ့တွေကလေရင်ကိုလက်နက်ငယ်နဲ့တစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လေရင်တဲ့အောက်ချမ်းပေါ့ပြင်းနေလိုက်ပါလာတဲ့ဒီရတယောက်ရဲ့ဒီညာဘက်ပါနဲ့ထိကြိုက်ကြတာရှိတယ်မစိုးရင်ထိကြိုက်တာရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ခီးသက်တင်လေရင်ကိုဒါတို့လှုပ်ဆောင်ခဲ့တာဟာရာဇဝတ်မှုတွေကျူးလွန်ခဲ့တာမျိုးဖြစ်ပါတယ်ငင်းချိုင်းကိုလိုလားတဲ့အေဂျင့်သားရေးကိုလိုလားတဲ့ပြည်သူလူထုအနေနဲ့ရောအဖွဲ့အစည်းတွေနဲ့ရောဒီကိစ္စကိုရှုံချဖို့လိုပါတယ်အဲ့လိုဆောင်ရဆွလိုက်ပါလေအမားဆိုရင်အဲ့ဒါပြည်တဲ့လူက KNPP ဆိုရပြည်တဲ့လူကဘယ်သူလဲဥမာ PDF ဆိုလဲပြည်တဲ့လူကဘယ်သူလဲကွာတနတ်နဲ့အဲ့လိုတော့သူကဖော်ပြဖို့လိုတော့ပေါ့အခုကဖော်ပြမလားပြည်သူလူထုစီးတဲ့လေရင်ကိုဒီလူမဆန်ဘူးတခါလာလူမျိုးဘယ်ဥပဒေရညာဥပဒေရဆိုတော့ချိုးဖောက်ခဲ့တဲ့လူပဲဆိုတော့အဲ့လိုအရင်ဆွဲတယ်နောက်ပဲတိုင်းသားတွေကိုတိုက်တဲ့ခိုက်တဲ့နေရာမှာတခါမတုံးတိုက်တဲ့ဒီနိုင်ငံချမ်းတဲ့တိုက်တော့မှမဟုတ်ပဲကျူးကျော်တဲ့လူတွေတိုက်တော့မှမဟုတ်ပဲအဲ့ဒါနဲ့အမြောက်ချင်းတဲ့လမ်းထုလူထုတွေတေးဒုက္ခရောက်ဒဏ်ရာရတခါလေမြန်နဲ့လိုက်ပြဖြစ်အဲ့လိုပြုဖြစ်တဲ့ခါကျတော့သူတို့လောက်ရတယ်ကြတော့ဟိုမှာတိုက်တာကဟိုမှာလည်းတိုက်ကန်တော်လာရဲ့ဖွင့်တဲ့တိုက်တာဖြစ်လို့တပ်ဘုံကျတဲ့ခါကျတော့လေမြန်နဲ့ကျတော့ဟုတ်ပြီလူထုပုံတယ်လေမြန်တွေ၆ကျဲကြောင်းတွေပါတွေ၆ကျဲအဲ့ဒါမျိုးကြတော့သူကမဖော်ပြပြန်ဘူးအဲ့နောက်တော့သူတို့လောက်ပြီမဲ့လို့သူတို့ကတိုင်းသားတဲ့ကန်လူမလည်း PDF တွေလောက်တယ်ပဲသူတို့ကဘာကိုတင်ပြတယ်တကယ်တော့သူတို့ရုံမှလာကကျွန်တော်ထက်ရှင်းကြပါတယ်လေမြန်နဲ့လာကပိခတ်တော့ဆိုရင်အခုမှမဟုတ်ပါဟုတ်လုံခဲဖာပုံမြို့နယ်မှာဖာပုံကရင်အမျိုးသားထိုက်တန်းကြောင်းကိုခါဘုံချမှာကြောင်းသားလည်းကြီးတယ်နောက်ကြောင်းလည်းမီးလောင်တယ်အဲ့ဒါမျိုးအဲ့ဒီကတည်းကသူကလူမီးဖောက်ပြန်မှုတာအဲ့ဒီကလောက်တယ်ဒါမဲ့အဲ့ဒီချိန်မှာဘယ်ဘာကမော်ဘယ်မီဒီယာမှာမโอเคဘူးလေအခုကတော့သူတို့ရုံမှနိုင်တယ်လုံနိုင်တယ်ဗါလဲသူတို့ဖွဲ့စည်းလိုက်တဲ့မဘာသာတို့သူတို့ဖွဲ့စည်းလိုက်တဲ့မြို့ချီတို့သူတို့ဖွဲ့စည်းလိုက်တဲ့ယူဆိုတီတို့ဆိုတာကဒီကျွန်တော်တို့ PDF တို့ NUG တို့လို့နောက်ပြီးတော့ဒီတိုင်းသားလက်နက်ကန်အဖွဲ့ချုပ်နာမည်ပြောင်းဆိုပြီးတော့သူဒီအဖွဲ့နဲ့သူလောက်ခိုင်းမှာပဲသူလောက်ပြီးတော့ဒီ PDF တို့လည်း NUG ခိုင်းတယ်တို့လည်းတိုင်းသားလက်နက်ကန်အဖွဲ့ချုပ်လောက်လေဆိုပြီးတော့သူအဲ့လာမျိုးနဲ့သူဖန်တီးဘာဖြစ်လဲဆိုရင်သူတို့ကညနာဖြင့်သူတို့ကထိုးပြနိုင်အောင်ဆိုပြီးတော့အရာကားတွေယူသုံးတယ်
နောက်အရကားပေါ်မှာတက်စီးတယ်နောက်သူတို့စီးတဲ့အရကားကိုသူများပြပြန်တော့ဟာဒါအရသာကားကိုပြတဲ့လူတွေဒီကောင်လည်းလူမဆန်းဘူးလူရုပ်မာတယ်ပြောပြအခုလည်းဟာလားအရသာတင်တဲ့လေမြန်ပေါ်မှာသူစီးတယ်လည်းနဲ့ခံမီတော့တင်တယ်အဲ့ဒါကိုဘီလူကပြည့်တယ်လည်းဟုတ်တယ်လည်းမပြည့်တယ်ဖြစ်နိုင်တယ်ဥမာပြစောတိလူလားသူတို့ရဲ့တတ်ကလူလည်းပြန်ပြည့်လည်းမပြောတတ်ဘူးနောက်မှအဲ့လိုဖြစ်လာတဲ့အခါကျတော့ဒီအတိုင်းသားတဲ့ကံဖက်တွေရုပ်ဆိုတဲ့ PDF ကိုဆွဆွဲတယ်ပေါ့လေဒါကသူတို့ကဘယ်လိုပြောမလဲတက်တဲ့ကျွန်တော်အပြည့်မရှိရှိအောင်သူရမယ်ရှားတော့လုတ်ခဲ့တာပဲလေဒါပေမဲ့သူကဘယ်လောက်ရုပ်မာလဲဥမာတိုင်းသားလည်းနဲ့ဖွဲ့တွေ PDF ဖွဲ့တွေ NUG ရဲ့တပ်ဖွဲ့တွေကခင်ဗျကြေးရွာတွေမရှိပါဘူးသူတို့ဗမာစစ်တပ်တွေကပဲရှုပ်ပြီးတော့နောက်ဆုံးလာဒီ NUG ရဲ့လူတွေကို PDF လူတွေကိုတိုင်းသားလည်းနဲ့ဖွဲ့တွေကိုပြန်ဆွတယ်လေဒါသူတို့ရဲ့ရုပ်မာတဲ့လောက်ရမှုပဲဥမာဘုရားပွဲကိုသွားတဲ့ကားကိုစီးတယ်ပြည်သူလည်းရောစီးတယ်ပြစ်ပြန်တော့ဒီလူတွေကဘုရားဖူးတယ်သွားတဲ့လူမှပြည့်တယ်တားမင်းတယ်နောက်တော့ကျောင်းမှာသူတို့တဲတဲ့နေရာကျောင်းမှာပြည့်ပြန်တော့ဒီလူတွေကစာတင်ကျောင်းမှမသိရှေးမှမသိဒါလည်းကျွန်တော်ဒီမြောက်နိုင်ငံတပ်ဖက်တကအဲ့ဒီစာတင်ကျောင်းတို့အဲ့ဒီရှေးရုံတို့မှာပဲတဲကြတယ်အကြောင်းပြချက်ကတည်းကသူတို့လာပြင်းဒါသူတို့ကဘာကိုဖော်ပြသွရလာဘောနော်ဒီကောင်ကလူကြီးနဲ့ပတ်သက်လိုက်ဘာမှနားမလဲကိုကျောင်းသားဝင်ပြည့်စာတင်ကျောင်းသားဝင်ပြည့်တယ်နောက်ပြီးတော့ဆုဆွဲရှင်တဲ့အတာမျိုးသူတို့စီတီပထိုးပေါ်မှာသူတို့နေရာယူတာအများကြီးပါပုံကြည့်ပါနေစင်ကြမှာအများကြီးတင်ခဲ့ပါတယ်ဒါကျွန်တော်အရာမပြောဘူးဒါသူတို့တကယ်ဖြစ်ရတယ်ကိုကျွန်တော်တင်ပြတာပြောပြတာဖြစ်တယ်အဲ့ဒါသူတို့ပြသူများဝင်ပြတဲ့ခါကျတော့ဘုရားတရားမှမသိစီတီပထိုးမှမသိလာဖြစ်ရှိတယ်သူတော့မတခြားပြည်နယ်တိမှာမချင်းပြည်မှာအခုကျွန်တော်ခေါ်ရကြရပြည်နယ်မှာသူကဖះเจ้าနဲ့ဘာလို့မရှောင်တော့လေဖះเจ้าကိုပြစ်လို့ပဲကနခလေးသိငယ်လေးဒါပေမဲ့ကျွန်တော်တိုင်းသားတဘောသားယူတဲ့ခါကျတော့ဒါဖះသခင်ရလူလိုကြပဲဖြစ်မှာပါဘာလို့ဖះเจ้าမှာတော့ဆဲမှာတော့သိသွားရတယ်ဆိုတော့ဒီအဲ့ဒါမျိုးကျွန်တော်စိတ်ကအဲ့လိုတဘောသားယူတယ်ဒါပေမဲ့ကျွန်တော်ဒီရှိအနာရှင်တကလည်းအဲ့လိုမဟုတ်ပဲပြည့်မြင်မြင်ပြည့်တာဖြစ်တော့မှဖြစ်ချင်းမယ်ဆိုတဲ့အမိတ်ကသူတို့ရှိမှရှိပြီးသားပဲဒါကျွန်တော်ရမ်းပြောတော့မဟုတ်တာတကယ်ဒါစစ်ရှင်ကြီးမူးကြီးသူတပည့်ပြောထားပြီးသားစစ်ရှင်မူးကသူရောက်တဲ့နေရာအဆုံးမကန်လာအဆုံးဆိုရင်ကားပေါ်ကချက်ကုန်ချတဲ့ဟဲ့ဒါတပုံနဲ့မြေဒါတပုံရွာဒါတပုံမျိုးကြီးခင်ဗျားတို့မြင်ပြည့်တာပြည့်ဆိုပြီးတော့အမိတ်ချက်ချင်းပဲမှာပြလိုက်တယ်ကျွန်တော်သူရေပေါ်တယ်လို့ငါတို့အမိတ်ရတယ်ဆိုကပြည့်တော့ပဲလူရှင်တဲ့ပြည့်ယူရှုရှင်တဲ့အိမ်ကိုရှုပြည့်ရှင်တဲ့လူကိုပြည့်အဲ့လိုမျိုးဆိုတော့တကယ်တော့ပြည်သူအပေါ်မှာတန်းပြည်အပေါ်မှာတိစ္ဆာရှိတယ်တဘောသားယူဖြောင်းတယ်ဆိုတာကသူတို့ပြောလို့မဟုတ်ပါဘူးတိုင်းသားညီကိုချစ်တမြေတဲ့နေတရေဆက်တော့ငါတို့တိုင်းသားအချင်းချင်းတွေပါဆိုပြီးတော့ပြောပြမယ်လို့ဒါပါဇက်ဖြတ်ပဲတမ်းတကယ်လက်တွေ့တွေ့မှာတော့ဥမာရွာကြားမှာပြည်သူတယောက်တွေ့လို့သူပြစ်တတ်လိုက်ရင်လည်းပဲငါတို့သူ့ခွေရတာသူမှမရတယ်ဒါမရပဲပြီးတဲ့အတွက်ချွင်တော့ဘုံပဲဖြစ်ရမယ်ဒါငါတို့ပြည်လာအဲ့လိုမျိုးသူကထုချတော့ပြေးကြတာလေအဲ့လိုမျိုးဒါမှအမေကဒါတဘုံနေမြေတဘုံကြီးတဘုံရွာတဘုံမျိုးတွေဆိုပြီးတော့ပြင့်မိတ်ကိုပြလိုက်တော့ပဲအဲ့ဒါကြောင့်ဒီဇော်မဲလုံးတို့လိုမျိုးဒီသတင်းဖြန့်ကြည့်တဲ့နေရာမှာမလိမ့်တပမဟုတ်ကဟုတ်လားကျောင်းမှာနေတဲ့လူဖမ်းတာလည်းသူတို့ရှိတာပဲဒါပေမဲ့တခြားလည်းနဲ့တိုင်းသားဖွဲ့တွေ PDF အဖွဲ့တွေပြတာလည်းဆိုတော့ဆွဲကြတယ်ဒါတွေ့ရှိခဲ့တဲ့လူရဟန်းတော်ကောင်းပြည်လူတရားလုံးပြောတာဒီ Messenger မှာကျွန်တော်တက်ကြည့်ပါအများကြီးရှိပါတယ်အဲ့ဒါကြောင့်ဒီလိုမျိုးကောင်းဆောင်တွေနဲ့ဒီလိုမျိုးတည်လွင့်တဲ့လူတွေနဲ့ဒီတမ်းပြည်အုပ်ချုပ်မယ်ဆိုတော့အတိတ်မဖြစ်လေဒီတမ်းပြည်ဒီထက်ထိုးွားပြီးတော့ရှင်းရမွေးတွေ့ပြီးတော့ဒုက္ခရောက်ကြမှာပါအခုဒီပြည်သူလူထုကဒုက္ခရောက်ပြီးတော့တော်မှာပုံနေတဲ့ဟာကိုလေပြန်နဲ့ပြစ်တာကိုကြတော့ကဘာကမမြင်ဘူးကဘာကမသိပြန်ဘူးဒါပေမဲ့ဒီစမဲလုံးလို့ပြောတဲ့ဟာကကဘာကိုသူကတင်ပြတယ်ကဘာကမယုံယုံတင်ပြတယ်ဒါပေမဲ့ဒီသူဟိုအားပေးထောက်ခံတဲ့အဖွဲအစီကလည်းမပြောတော့လေသူရဲ့ယုံမှပမာအနာပိုင်တဲ့ပေါင်းပြီးတော့လုပ်တယ်ဆိုတော့လည်းကျွန်တော်ဒီလခံပြီးလူထုတွေကပဲကျွန်တော်ကရပ်ပြီးတော့အောင်လားဥပမာကျွန်တော်ပမာဒေသပမာပြည်သူလူထုအများတဲ့ဒေသမှာကျွေးရပေါင်းပြီးရှိတာကတောင်းတဲ့ချီရောက်ပြီဒါပေမဲ့ဒါကဟုတ်လားမှန်လားဆိုလိုက်ကဘာကကောမလေးတော့မနဲ့တူပါလေဒီဆိုမလို့အုပ်စုဟာလားပြောတာနားရောက်ပြီနဲ့တူပါလေဒီသူတို့ဝယ်တဲ့လက်နဲ့သူတို့ပြစ်တဲ့လေပြန်တွေကဘလူပြည့်တယ်ဆိုတာအဲ့ဒီလည်းရောင်းတဲ့လူလေမြန်ရောင်းပြတဲ့လူကမသိဘူးနဲ့တူတယ်အဲ့ဒါဒီမင်း online တို့လည်းဘလူပဲလုပ်ပြီးတော့လည်းနဲ့ခံရမိကြောက်တွေလေမြန်တွေရောင်းချတယ်ဒါပေမဲ့တိလာကပြလာက
ပြည်သူလူထုတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီလာကပြည်သူလူထုတွေပြည်လာကမင်းအောင်လှိုင်တို့အုပ်စုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဒီကိုယ့်ရဲ့ခြေပေါ်မှာကိုယ့်ရဲ့ယူဆတဲ့ကိုလုံနိုင်တော့ဒီကျွန်တော်တို့ PDF တွေကျွန်တော်တို့တိုင်းသားလည်းကဖွဲ့ကြတော့ပြည်သူနဲ့ဒါရကြပြီးတော့ကျွန်တော်တို့လောက်တော့ရမှာပဲအဲ့ဒါကြောင့်ဒီရဲဘောမှာကြောင်မှုဆိုရင်မင်းအောင်လှိုင်ကအနေနဲ့စကားဟုတ်တဲ့အဖြစ်တိုင်းရှိတိုင်းအဲ့လိုပြောလို့တယ်ဘုရားကြောင့်ပါဟိုလိညာဒီညာအဲ့ဒီပုံစံမျိုးနဲ့အလုပ်မဖြစ်ဘူးလေဒါဒီပုံစံမျိုးနဲ့တိုင်းပြည်တပီရဲ့သတင်းဌာနကဒီလူတယောက်ဒီလိုပုံစံမျိုးတယောက်နဲ့လွင့်ခန်းတဲ့ကကျတော့တကယ်ပညာရှိတဲ့နိုင်ငံကြီးတွေတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဒီတိုင်းပြည်ရဲ့သတင်းဌာနအကြီးအကဲကသူ့အုံတော့အဲ့လောက်ပဲရှိလားသူကသူများထင်လိုက်မြင်လိုက်လို့ရှိရင်တော့ကျွန်တော်ကအထင်သေးသွားမယ်နောက်ကမင်းအောင်နိုင်ကတိုင်းပြည်အုပ်ချုပ်မယ်လို့ပြောတယ်အုပ်ချုပ်ခြင်းလည်းလုပ်နေတယ်ဒါပေမဲ့သူကပြောဆိုစကားကျွန်တော်ဗမာပြည်ကြီးမှာမီးနဲ့မှလက်ရှိမြည်ပေါ်တယ်ပြတ်တော့ဖြစ်နေတာကိုသူကခါလက်ရှိတည်ထားဒီမီးအောက်ရထားလက်ရှိကားသုံးမယ်ဆိုတော့ဒါလည်းမဟုတ်ဘူးနောက်ပြီးတော့ခါလာတိုင်းပြည်ဖုတ်ပြီးဇာရေးတော့ရအလုံးဖုတ်ပြအောင်လုပ်မယ်ဆိုတော့ရွာတွေအကလုံးမီးရှို့တယ်ဟုတ်လားနောက်ပြီးပေါင်းထဲမှာစပါးလေးနေကြုံလေးတော့ချွတ်နေတယ်တိုင်းပြည်တိုးတက်ရမယ်ဘာညာဆိုတော့အဲ့ဒါလုတ်ခန်းတဲ့ကကြောင့်ဒါဦးနောက်မမှန်တဲ့လူပဲဖြစ်ရမယ်ဦးနောက်မှန်တဲ့လူဆိုတော့ဒီလိုလုတ်ပြမဟုတ်ဘူးဒီလိုလုတ်ပြတာကိစ္စရဟုတ်ဘူထုတ်ခင်ညွတ်လက်ထက်ကတည်းကအဲ့လိုပဲလုတ်တာပဲလေဒါပေမဲ့ဘယ်မှာတိုးတက်လို့ခင်ညွတ်လက်ထက်ကအမျိုးမျိုးသူဆန်းပြတယ်ဒါပေမဲ့ဒီနေ့သူ့ရဲ့လမ်းစီသူ့ရဲ့စနစ်ကဘယ်လိုဖြစ်တင်ရတာပဲလေဒီမဆလာခေမှာဒါအခုကတခါဒီမင်းအောင်တဲ့ခေတက်ပြန်တော့လေဒီရခင်ဘူချုပ်ခင်ညွတ်လက်လုတ်သွားတဲ့တိုင်လုတ်သွားဆိုတော့တန်ပြည်ကတစ်သက်မွေးသွားမှဖြစ်တယ်အဲ့ဒါကြောင့်တန်ပြည်အချမ်းတရားကျင့်တဲ့ကျတကယ်ကျွန်တော်ကောင်းမှုဆိုတာသဘောထားယူနဲ့အားလုံးကျွန်တော်ဝိုင်းထိုင်ပြီးကျွန်တော်ဆွေးနွေးတော့ဖို့လိုတယ်အမှန်ဒီစစ်အာဏာနဲ့ဒီလက်နဲ့အခရမ်းမိကြောအပြည့်အစုံနဲ့တိုက်ပြီးတော့တန်းပြည်ကိုစီးရုံးမယ်ဆိုတော့လုံးဝမဖြစ်နိုင်တဲ့ပြင်တန်းပြည်ပို့ပြက်စီးသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီမင်းအွန်လိုင်းကတကယ်တန်းပြည်အေးချမ်းချင်တဲ့ဆိုရင်တော့ခုနကျွန်တော်ပြောသလိုပဲဒီ NCA ထိုးတဲ့ဖွဲ့ပြင်ဒီ2008ဥပဒေအောက်မှာဖွဲ့ကြည့်တဲ့နိုင်ငံရေးပါတီတဲ့နဲ့မဟုတ်ဘဲနဲ့ဒီကျွန်တော်အတိုက်ခံလုပ်တဲ့လူအားလုံးနဲ့ဆွေးနွေးဖို့ဆင့်ခေါ်ဖို့နောက်တော့စစ်တပ်အနေနဲ့ခေါ်တာမဟုတ်ဘဲနဲ့တကယ်တမ်းပြည်ပြုပြောင်းလဲခြင်းတဲ့အနေနဲ့ကိုခေါ်ပြီးဆွေးနွေးရမှာဖြစ်တယ်အဲဒါကြောင့်ဒီကျွန်တော်နာမည်မပြောင်းမဟုတ်တော့ကရိုးစုပြီးတော့ကဘာကိုတင်ပြတာမျိုးတော့မလုပ်သင့်ဘူးနောက်တော့မင်းအောင်လာကတိုင်းပြည်အေးချမ်းတရားပါလို့ပြောပြီးမျိုးတော့ဟုတ်လားနေရာဒေသတိုင်းမှာမြေရှုခံရတဲ့ကြေးရွာတွေကိုလည်းကဘာကမြေကိုလိုတယ်နောက်တော့လူတသန်းနီးပါးလောက်ကိုတခါမောင်းထုတ်ကြေးရွာမြေရှုတခါကြတော့သူပြောတာသူကိုယ်တိုင်သူရွာသူပြန်ရှုတယ်သူအိမ်ကိုသူပြန်ရှုတယ်သူထွက်ပြေးတယ်ပြောတာဒါပေမဲ့ဒါမဖြစ်နိုင်ဘူးလေတကယ်ဦးနောက်ရှိတဲ့လူကြီးဒါမဖြစ်နိုင်ဘူးလို့သူကပြောင်းကမောင်းထုတ်ပြောင်းတပ်ဖြတ်တယ်ကြေးရွာကိုအကလုံးမြေရှုတယ်အဲ့လိုပုံစံနဲ့တော့တန်းပြည်ရင်းချတာအောင်ကြည့်အောင်လို့မလွယ်ဘူးအဲ့ဒါကျွန်တော်မြန်အွန်လိုင်းကိုပြောချင်တယ်ဒါတော့ဒီကျွန်တော်အတိုက်ခံအုပ်စုတွေကိုနာမည်မပြတ်ပြအောင်ဟာလားဒီကျွန်တော်ဆောက်ဝဲထွင်ပြီးတော့ဆောက်ဝဲဆွဆွဲဖို့အဲ့ဒါကြတမ်းဖို့လိုတယ်တကယ်ဖြစ်မှအတိုင်းတကယ်ဖြစ်စီခြင်းတဲ့အတိုင်းလုပ်မယ်ဆိုတာကိုကဘာကိုပြဖို့လိုတယ်ဒါမလိမ့်တပတ်နဲ့ကိုယ်သားလည်းအတဆုံးကိုယ်သားလည်းအတိဆုံးဆိုတဲ့ပုံစံမျိုးနဲ့မလုံးမိဘူးလိုပါတယ်အဲ့ဒါကျွန်တော်အနေနဲ့ကတော့ဘယ်လိုဖြစ်လဲအမှန်တရားပေါ်မှာယက်တည်တဲ့ပြည်လူတရားလုံးကဟုတ်လားတဖြည်းဖြည်းအောင်ပဲခံမှာပါသူများတူမီနဲ့ပြည့်တာတောင်ဒါလည်းမင်းအောင်လည်းတို့ကခါတဲ့မြို့ကြီးနဲ့ပြန်ပြည့်တယ်ကာလီမြန်တဲ့ဘုံကျဲတယ်ဆိုတာကဒါသူတို့မှဘလောက်အားနေနေပြီလေဆိုတာကျွန်တော်သိရတယ်ကျွန်တော်ပြည်သူလူထုရှေ့အာဏာယူတွေကိုတိုက်ထုတ်တဲ့နေရာမှာစွမ်းအားဘလောက်တိုးတက်လာတယ်ဆိုတာဒီမှာပေါ်လို့မှတယ်လေအဲ့ဒါကြောင့်မင်းအောင်လည်းတို့ခဏနဲ့လှုပ်လေခဏနဲ့တိုက်လေဒါသူတို့ရဲ့အကြဆင်းမှုကခဏနဲ့ဖြစ်သွားမှာပဲအဲ့ဒါကြောင့်တကယ်တမ်းပဲငင်းချရေးအစစ်အမှန်လို့ရှင်းတယ်ဆိုရင်မူပြောင်းပါဒီနေ့ကိုပြောင်းပါနောက်တော့ချွေးမှုတွေအားလုံးလည်းကျွန်တော်ပြောင်းသိပါတယ်လို့ပြောချင်ပါတယ်အဲ့ဒါကြောင့်မဟုတ်ကတည်းလေးကိုမကန်တာတွေမပြောမိဘူးလို့ပါတယ်ဒါကြောင့်ကျွန်တော်ဒီလိုမင်းအွန်လိုင်းလို့ဆိုမဲလို့အုပ်စုအဲ့လိုမလိတ်တပတ်လှုပ်လေကျွန်တော်ပြည်သူဘက်ကအမှန်တရားရကြည့်တဲ့ပြည်သူဘက်ကတော့တက်လာတော့ဖြည်းဖြည်းတက်လာမှဖြစ်တယ်အဲ့ဒါမကြခင်မှာပဲကျွန်တော်ရဲ့လူတော်လှန်ရေးကတော့မဟုတ်အောင်ပဲခံမှာပါဟုတ်လားတကယ်မင်းအောင်ကဘယုတ်ဒုက္ခမဟုတ်မှန်းချက်ပြီးလုံးမယ်ဆိုတော့ကောင်းတယ်အဲ့ဒါဆက်လုံးကောင်းတယ်ဒါမှကျွန်တော်ရဲ့ဒီ PDF အနေနဲ့ဒီလိုတိုင်းလာတဲ့တကန်တဲ့အနေနဲ့
ဒါပိုးပြီးစိတ်အောင်ပွဲမြင်မြန်ရနိုင်လို့ကျွန်တော်မြင်ပါတယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်ဒီငင်းချင်ရေးလုပ်နေမှာယူသားမှုဖြမမှုယုံကြည်ကြီးနဲ့ရှိကြမှုလုပ်ဖို့လိုလဲဟိုအဖွဲ့ကိုခေါ်လိုက်ဒီအဖွဲ့ကိုခြံလိုက်အဲ့လိုမျိုးမလုပ်ပြီးဘူးလို့လဲအဲ့ဒါကမင်းအောင်လိုက်တရားအနေနဲ့ဒါကိုသိထားဖို့လိုလဲဒိုမလို့အနေနဲ့ဟုတ်မှန်တဲ့သတင်းကိုဖြန့်ပါမဟုတ်မှန်တဲ့သတင်းကိုမဖြန့်ပါနဲ့အဲ့ဒါလည်းကျွန်တော်ဒီကနေပဲပြောလိုပါတယ်ကျွန်တော်တော်လိုင်းမဟုတ်အောင်ရမယ်ဒါပဲကျေးဇူးတင်ပါတယ်